တင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့ကဘူပုံနေ့ပေါ့နော်။ဒါမှဘုံနေ့တော့မဟုတ်အရာသင်ကြားတဲ့နေ့နေ့လေဆရာကြီးယူဒတဲ့နဲ့ဟုတ်ပြီနော်ကျွန်တော်ကြားစာလေးတစ်ပိုက်ဖတ်ချင်ပါတယ်။ Surely your goodness and love will follow me all the days of my life, and I will dwell in the house of the Lord. Amen.ကျွန်တော်နားမလည်ပဲနဲ့ကျွန်တော်ကျေးဇူးရှင်ကိုဘယ်လိုရမလဲ။ရန်ရည်ကြီးပါခရရဲ့စကားတစ်ခုဖြစ်ပါကျွန်တော်ဖတ်လိုက်တာစာလံတစ်ဆက်နဲ့တော့ဖြစ်ပါဒါကျွန်တော်နားလဲအင်္ဂလိပ်လိုဖတ်တော့နားမလည်ဘူးလေအဲဆိုအဲ့ဒီကျွန်တော်တို့နားတယ်တဲ့စကားကိုဘသူကပြန်ပေးလိုက်တာဆရာကြီးယူဒတဲ့ဆရာကြီးဥဒတာကပြန်လိုက်တော့ကျွန်တော်တို့နားလေတဲ့အခါကျေးဇူးနဲ့ကြည်နာတစ်သက်လုံးခံစား၍သာရဘုရား၏အိမ်တော်မှာအစဉ်မြဲနေကိုယ်လို့ရတာဟုတ်ပြီနော်ဒါဆိုရင်ဆရာကြီးဥဒတာဗမာပြည်ကိုမရောက်လာခဲ့ဘူးဗမာစကားကိုနှုတ်ကပတ်တော်ကိုဗမာလိုမပြန်ခဲ့ဘူးဆိုရင်ကျွန်တော်တို့ဘာဖြစ်သွားလဲကဲတင်ချင်းရမှာဒီချင်းကျွန်တော်တို့ခြားရမှာကျွန်တော်တို့သိရင်ဘာဖြစ်လဲကျွန်တော်တို့အယူဝါဒအများကြီးရှိတဲ့ခြားတယ်မှာကျွန်တော်တို့နောက်ဆုံးဖတ်တယ်မှာဘုံစဝိဒဝါဆိုတော့ကြာရခတ်တော့အခုနဆာမဝဲတွေဖြစ်တဲ့အခါတအားကြောက်တယ်ဖတ်တယ်မအောင်မှတအားဆိုရင်လည်းဒီလိုပဲနောက်ဆုံးဆာမဝဲဆိုတာသိချင်းကြရဖြစ်မှာအဲ့ဒီဟာကိုအောင်ဖို့အဖြစ်ပြန်လာတော့ပြီးတော့ရှာလို့ရပခင်ခရစ်တော်လူစားတိခံတယ်အသေးခံတယ်3ရက်မြောက်တဲ့နေ့မှာရှင်ပြန်ပါတယ်ဆိုတဲ့အရာကဒီသူကနေဆောင်လာဆရာကြီးယူဒတာကသူကိုယ်ကမှသိတဲ့နော်အရာကိုပမာပြည်မှာရှိတဲ့မြန်မာပြည်သူပြည်သားမြန်မာစားကားနားလေတဲ့လူနော်အကုန်လုံးအတွက်သူကပြုဆောင်တာအဲ့တော့ကျွန်တော်တို့ရဲ့အာနက်ဆက်ဆက်နေတယ်သိချင်းအသက်ရှင်ခြင်းသာဝရအသက်ရနိုင်ခြင်းနဲ့သာဝရနေရသွားနိုင်ခြင်းကျွန်တော်မြင်ပြောတယ်နှစ်ခုပဲကျွန်တော်တို့ခိတ်တိုက်ရင်ဆောင်ရတာရှိတယ်အခုနေမကောင်းရင်ဘာဖြစ်လဲနှစ်ခုဖြစ်ဘာဖြစ်ဆေးရုံတက်မယ်ဆေးရုံမတက်ဘူးဟုတ်ဘူးနော်ဆေးရုံတက်ပြီးတော့ကုလိုက်ဘာဖြစ်လဲသက်သာကြောက်ဆေးရုံမတက်နိုင်ယောဂကိုတဲလာဟုတ်ပြီနော်ဒါဆိုရင်တက်ပြီးတော့ပျောက်သွားတဲ့ကိစ္စမရှိဘူးမတက်နိုင်ဘဲနဲ့ယောဂကိုတဲလာရင်ဘာဖြစ်ဒီမလားရှင်မလားနှစ်ခုပဲရှိရနော်ဒီသွားရင်ပြန်ရှင်လာရင်ပြဿနာမရှိဘူးပြန်ရှင်လာရင်ကောင်းတာပြဿနာမရှိဘူးဒီသွားရင်ဘာဖြစ်နှစ်ခုရှိတယ်ဘာဖြစ်ကောင်းကင်ရောက်လားနေရင်ရောက်ဟုတ်ကဲ့နော်ကောင်းကင်ရောက်ရင်ဘာဖြစ်နော်ပြဿနာမရှိငယ်ရဲရောက်နှစ်ခုရှိကြက်ကြော်ကြက်ခင်ပဲဟာကြိုက်ဘယ်မှာပူစားလို့ကောင်းလဲကြက်ကြော်
ချက်ကျော်ဆိုတာဒါကညီးနဲ့တခါတော့ကျော်ပြလိုက်အကင်းဆိုတာတမွေ့ငွေနဲ့ခံစားရငွေရဲမှာအဲ့ဒီနှစ်ခုပဲဟာချိုက်တယ်နော်ချက်ကျော်ကြိုက်တာချက်ကြိုက်တာဒါကသဘောပြောပြလူတွေအများကိုဘာဖြစ်နေလဲပင်ပန်းအများပြင်မနေဘူးဘာဖြစ်လို့လဲဆိုပြဿနာကအမျိုးစုံဖြစ်တာနော်ဒါနဲ့သခင်ခရစ်တော်ကရေပေါ်မှာကြွလာတဲ့အခါသေထဲမှာတပည့်တော်ဆက်မှာရှိတယ်ပေကျူးကြောက်ပဲသခင်လာလို့ရတယ်လာတယ်encore စင်ပေကျူးပါဖြစ်တယ်လမ်းဆောင်ပါကဘာပေါ်မှာလူသားတယောက်နဲ့ရေပေါ်လမ်းဆောင်မှာသူတယောက်ပဲရှိတယ်ဒါနဲ့ဘေးနာအတံပလန်လိုက်ကိုကြည့်တော့ပါဖြစ်တယ်ဒါလို့ဆိုတော့ဟုတ်နော်အဲ့တော့ဒီကနေ့အရေးကြီးဆုံးတစ်ချက်ပြောချင်တယ်ဒီမှာရှိတဲ့ညီကိုမောင်မတူတွေညီတွေနော်ဖခင်ကခေါ်ပြီးသင်ကိုခေါ်ရင်အဲ့ဒီဖခင်ကသင်ကိုကြည်နေအောင်လုပ်ဒီကျုပ်ကိုသွားဆွဲပြီးတော့မှတ်ထားပါခရစ်တော်ခေါ်ပြီး calling ကြတယ်ဒီဇိုင်းမှမကြည့်ဘူးဆိုတော့သင်ကိုကြည်နေအောင်တော့ဒီဖခင်ကလုပ်ဟုတ်ကဲ့နောက်တစ်ချက်ကအခုနဆရာပြောရတဲ့ခင်မှာကျွန်တော်တို့အသိတော်လေးကအားနည်းတယ်နော်အားကြီးတယ်ဒီအရာပေါ်မှာလူနေတာနဲ့ကျွန်တော်တို့ကဆုံးဖြတ်မရအဲ့တော့အခုနဗေဒနီရွာသားနေသခင်ခရစ်တော်နဲ့တပည့်တော်ဆက်ပါဖက်လာမာကုအခန်းကြီး7အဲ့ဒီ7လောက်ရှိခဏလာတဲ့အခါသူတို့ဘိုက်စာနေတယ်ဘိုက်စာတော့ဘာတွေ့လဲဆိုသင်္ဘောသဖန်းပင်ကိုတွေ့တယ်ဒီအရွက်တွေကလည်းဝေစာနေတယ်နောက်စုခုတဲ့ကူးစုတဲ့အချိန်မရောက်ဘူးမရောက်သေးဘူးဆိုတော့ကျင်းနေပါရှိတယ်အသီးရှိတယ်အဲ့တော့သွားကြဘိုက်စာလည်းကူးစားတော့မှလေတကယ်လည်းရောက်သွားပါတယ်ဘာအသီးစလုံးမှမတွေ့ရဘူးအဲ့ဒီအချိန်မှာသခင်ခရစ်တော်ဘာပြောလိုက်ဘယ်တော့မှလည်းမသိဘူးဘယ်သူမှလည်းမစားနဲ့တော့တဲ့သခင်ခရစ်တော်တစ်ခါမှအဲ့ဒီလိုချိန်ရင်းဆိုတဲ့အရာမပြောခဲ့ပါဘူးတဏှာယောဂရှိတယ်ဆန်းလာခြင်းလားကြောက်ခြင်းခြင်းလားအကုန်လုံးကိုအမြဲတမ်းပဲပြောခဲ့တဲ့ခရစ်တော်ဘုရားတဲ့ဒါနဲ့ဒီအဖေကိုတွေ့တော့သူပြောတယ်နောက်လည်းမသိနဲ့ဘယ်သူမှလည်းမစားနိုင်နဲ့အောက်ဖက်သွားတယ်တပိတော်တွေလည်းဘာဖြစ်လဲငားမလဲဘူးပေါ့နော်အဲ့တော့သူကဖေကိုဆက်သွားတာလေဆိုဂျေရုဆလင်မြို့ထဲမှာရှိတဲ့ဗိမာန်တော်ကိုသွားတာအဲ့ဒီဗိမာန်တော်ကပထမဗိမာန်လားဒုတိယဗိမာန်ဗိမာန်တော်ဆိုတာကနံပါတ်1ဒါဝိမင်းကြီးကဖျားကိုဝတ်ပြုဖို့ဓာတ်ရိုက်ဆက်သွယ်နိုင်တဲ့နေရာသူမဆောက်ခွင့်မရတယ်တဲတော်ပဲရတယ်သူသားလက်ထက်ရှောလမုန်ဆိုတဲ့မင်းကြီးလက်ထက်အရန်ကြီးတဲ့ခန္ဓာပြီးရွှေတွေနဲ့အပြည့်ကိုဆောက်တယ်အပြည့်ကိုဆောက်တယ်အရန်ကြီးတဲ့ခန္ဓာဒါနဲ့ဘာဘီလုံကလာပြီးတိုက်တဲ့အခါအဲ့ဒီဗိမာန်တော်ကြီးရတယ်ဟိုမှာမကြံတော့အားလုံးဣသရေလမျိုးတွေကျွန်းအောင်လည်းရောက်တာဟုတ်ပြီနော်အဲ့ဒီအချိန်မှာဘာဖြစ်လဲဘယင်ကသူ့ရုပ်ထုကိုထုပြီးတော့ရှစ်ခုကိုင်းနေလေနော်ဒီမှာ3ယောက်ပါတယ်ဘယ်သူတွေလဲရှက်ဒရာမေရှာအဗေဒနီကိုမိတဲ့ထဲလောင်းတာပြန်ထွက်လာတဲ့အဲ့ဒီဘယင်ယူသွားတယ်ဒါတော့မှမဖြစ်နိုင်သူကဖျားနဲ့သူ့ကိုလုံညာပိုးဖက်ခိုင်းတယ်အတူတူထပ်ပြောလိုက်အဲ့တော့အဲ့ဒီဘာဘလုံးဆိုတာအီရတ်နိုင်ငံကိုခေါ်တယ်အဲ့ဒီအချိန်မှာအီရန်ကလာတိုက်အီရန်ဘယင်ဆိုတာကအရှိဘဘယင်Cyrus ကိုခေါ် Cyrus ကိုဘယ်မှာလို့မသိစီးရတာပါအဲ့ဒီချိန်ရောက်လာတော့လည်းတစ်ခါဘသူ့ကိုထက်ဂန်ရီလာကိုရှင်းစင်းစင်းနဲ့ထည့်လိုက်တယ်ဟာမနဲ့မိုးလင်းတော့လည်းတစ်ခါလည်းမသိပြဘာဖြစ်သွားလဲဒီဒီလာလေအကုန်ပြန်သွားနင်တို့ယေရုရှလင်မှာအဲ့ဒီဗိမာန်တော်ကြီးပြန်ဆောက်တော့ဆောက်ထလိုက်တဲ့ဟာကအခုနရှောလမန်ဆောက်တဲ့ဟာကအကြီးတဲ့ကိုကြီးကျယ်ခန္ဓာပါတယ်ဘာဖြစ်လို့လဲဟေရုတ်ဘင်းသူကိုယ်တိုင်ကပါဝင်ပြီးတော့
ပြုတ်ရင်မောမှာအရာကိုခန္ဓာတပ်ပပြီးတော့ကျွန်တော်တို့မြင်ဘူးနေတဲ့ဥရောပနိုင်ငံခရစ်တော်ယုံကြည်တဲ့မှာဆောက်တဲ့ဥစ္စာ church လို့ခေါ်တယ်ဂျူးတွေဆောက်တဲ့ဟာဗိမာန်လို့ခေါ်တယ်ကျွန်တော်တို့ဗမာပြည်မှာအခုဒီနေရာလေးကိုပါပေါ့အတင်းတော်လို့ခေါ်တယ် cell group ပေါ့နော်ခရစ်တော်ကိုစယုံကြည်တဲ့အချိန်မှာဒီကောင်က cell group ဟုတ်ပြီနော်ဆိုရင်ဘယ်ကောင်ကပိုကြီးမယ်လို့ထင်ဒုတိယ temple second temple အခုတတိယ temple ကိုသူတို့လိုချင်နေပြီအဲ့တော့ဒုတိယ temple ကအကြီးကြီးဖြစ်တဲ့အချိန်မှာခုနသခင်ခရစ်တော်ကတပည့်တော်တွေနဲ့တဖန်းပင်မှာအစားတော်မရှိဘူးဟုတ်ပြီနော်ဘိုင်းကလည်းစားနေတယ်ယေရုရှလင်မြို့သွားတယ်ဗိမာန်တော်ကိုဝင်သွားတယ်အယံခံရတယ်ဂျူးလူမျိုးတွေအနေနဲ့အရရကနှစ်စဉ်တိုင်းလည်းလာရတယ်မကဘူးဟိုနိုင်ငံဂျပန်ပြည်တွေကအာဖရိကထိပ်ဘက်ကတူနီးရှားတို့ဘာလို့ဘက်ကနေကိုလာရတယ်အဲ့ဒီကနေနှစ်စဉ်လာတဲ့ဒီဗိမာန်တော်ကြီးရတယ်ဘယ်လောက်ကြီးကျယ်ပြီးခမ်းနားနေလဲသခင်ခရစ်တော်ဝင်လာတော့ပါလို့ဟိုဒီဂရိဆန်နေကြောင်းနဲ့ငွေကြေးလဲတဲ့ခုံအကုန်လုံးမောက်ပြီးတော့အကုန်လုံးမောင်းလို့တယ်လူမျိုးမျိုးတို့ရဲ့စုတောင်းရာငါအဖရဲ့အိမ်ကိုတကိုးရင်းတည်းတင်ဖြစ်စေတယ်ငါတဲ့ဘာဖြစ်လဲအတွေ့အကြုံကအဖြစ်လုပ်တယ်လေအဲ့တော့ကိုကသိုးကလေးအဖြစ်နာစာရှိလို့မရဘူးယူလာတယ်ဗိမာန်တော်လည်းရောက်တော့ရစ်ပြောဟိအဲ့ဒီမိဒီကပူဇော်လို့မရဘူးဘုံမှာသွားဝဲတယ်သူတို့တရိษံရောင်းစားတယ်ကဲအကြောင်းဝယ်တော့ပတ်စံခုမှမမီချင်းရရှိဒါဗိမာန်တော်ဒါ business လား marketplace လားရှင်းနေတယ်နော်အဖက်ကအရန်ဝေစားနေတယ်ဒီမှာအင်းမရှိကျွန်တော်အဲ့ဒါပြောတယ်နော်တရားပြောတဲ့အခါမှာကျွန်တော်တို့အတင်းတော်လေးကလူတိုင်းနဲ့အားနဲ့တော့အတိရှိကိုပဲအရွယ်ဝေစားဖို့မလို့လူအမြင်ကောင်းမှုမလို့တဲ့ရောက်စီရဲ့နှလုံးသားထဲမှာတကယ်ကိုအတိကြီးပြီးနေဒါကြောင့်ဘုရားလေးရတယ်ဆိုရင်အမဟိုဒါလည်းလက်ကျခံနေပြီးမှတော့ဟာလာလေဆိုကျွန်တော်ဆုတောင်းနေဆက်ကတ်တယ်ဒါနဲ့တောင်းတိုင်းမဖြစ်လာဘူးလေမရလာဆိုတော့ဆရာတွေကိုပြောရင်ပို့ပြီးတော့အချိန်ပေးပြီးတောင်းမှာကံတောင်းမဟုတ်ရင်အစာရှောင်းအရန်ကိုအချိန်ကိုအစာရှောင်းဆုတောင်းမှာတောင်းပြီးတော့တကယ်လည်းမရလာတဲ့အခါကျွန်တော်တန်တော်ကြီးမှာတွေ့တယ်ဆရာပြောင်းရက်40ပြည့်အောင်တော်ကြီးတွေတောင်းတော့အဲ့ဒီအချိန်ကအခုလိုတက်တဲ့လူမရှိဘူးကျွန်တော်ကလည်းရောက်တဲ့အချိန်နဲ့တော့တွေ့တော့တယ်အသက်တောင်မရှိနိုင်တော့ဟာပါတဲ့ခေါက်ဆွဲတော့လေပြုတ်ပြီးတော့တိုင်းကြီးလေးပါလေတိုက်တော့မှပြန်ရှင်းလာစိတ်ကနေဒါဆိုရင်ကျွန်တော်တို့မှာပါမှားနေတယ်ဒါမှမဟုတ်ဖရားကမရှိတာလားဟောကျွန်တော်တို့ဒီလောက်တောင်းပြီးတော့ဒီလောက်ယုံကြည်ပြီးတော့ဒီလောက်ပြောနေတာဖရားကနားမထောင်တာဘာဖြစ်လဲအဲ့တော့ဦးနာရိုးရိုးလေးပဲเนาะကျွန်တော်ပြောစာလံ23ဘယ်သူရေးတာဒါဝိတ်သူရေးတဲ့အချိန်မှာသူကပါတယ်သူကြောင်းတာသူရေးတဲ့စာလံ23ကိုကျွန်တော်အမြဲတမ်းဆရာလေးသူနဲ့တားလိုက်စီပြောတာအမြင်တာလို့ကြောက်ပြီးပြောတယ်အကုန်လို့ရတယ်နော်ဘယ်အချိန်မှရွတ်တယ်ဒုက္ခရောက်တဲ့အချိန်မှာကြောက်ပြီးအကူကြီးလို့ပါပြီဆိုအဲ့ဒါရွတ်တယ်နော်ဂါထာလို့လေမရွတ်ဘူးလားဂါထာရှိတယ်နော်အဲ့ဒီဟာတွေရွတ်ခတ်တယ်လည်းရွတ်ပါဖြစ်ပြီးတယ်ဟာအောင်တယ်ဖြီးပေါက်တယ်အမျိုးစုံရှိတယ်လေအဲ့ဒီလိုမျိုးရွတ်ခဲ့မိပါတယ်ဒါကျွန်တော်မှန်တိုင်းဝန်ခံတာဒါပေမဲ့သိချာချာစဉ်းစားကြည့်အဲ့ဒီဒါဝဲရွတ်တဲ့ကြောင်းချင်းစီကိုကျွန်တော်တို့အလွတ်ရဒါပေမဲ့ဘယ်လိုသူရွတ်လဲဆိုတာမသိလိုက်တာကြောက်အာဘုရားကြီးငါဤသို့ဖြစ်တော်မူ၏သူကသိုးကြောင်းနေတာ
ဒီတိုးရဲ့သဘာဝနဲ့တိုးခင်းရဲ့သဘာဝကိုနားလေအဲ့ဒီခါမှာသူမြင်တာကသာဝရဘုရားကငါဤတိုးတဲ့သူကတိုးဖြစ်သွားဟုတ်တယ်မလားစိတ်လန်းတဲ့အရာတာယာတော်မြင်တာကိုပဲပို့ဆောင်တယ်ဘုရားကဒီလိုပဲပို့ဆောင်သူမြင်နေတာနော်သူမြင်နေတဲ့ဟာကိုအခုနတန်စင်လေးထည့်တာဆောင်းလေးနဲ့တချင်းဖြစ်တယ်ဒါကြောင့်တချင်းအားဖြင့်ဆိုတဲ့လူတွေကိုလည်းပြောချင်အပေါ်ရမဆိုနဲ့ဒီတချင်းရဲ့အရင်ဆုံးအတတ်ပြိတ်ပဲရေးတဲ့လူတိုင်းမှာသူတို့ဝိညာဉ်နဲ့ရေးထားတဲ့အကြောင်းအရာတစ်ခုရှိတယ်အဲ့ဒီရဲ့နောက်ွယ်မှာကိုကတစ်ခါတည်းခံစားပြီးဆိုတာအဲ့ဒါတစ်ခါတည်းပြလို့အဲ့တော့ဒါဝိတ်ကသူပြောတဲ့အခါအရင်ရေးကြည့်တယ်တော့သင်မင်းရိတ်လောင်းမို့သောခြိုင်ထဲလျှောက်သွားရတော့လေဘေးရန်တွေကိုမချောက်ဘူးတန်တတော်နဲ့တောင်ဝေးတို့ကျွန်တော်ကိုချမ်းသာစေပါဆက်ပြီးတော့ပါလာအကျွန်ုပ်ရန်သူတို့ရှေ့မှာအကျွန်ုပ်ကိုဝဲကိုခင်းနေအခုကျွန်တော်တို့ဘုရားရှိခိုးပြီးစားမယ်ဆိုရင်ကျွန်တော်တို့အတွက်စပွဲမခင်းပေးဘူးလားအဲ့ခန္ဓာလေးအဲ့ခန္ဓာအဲ့နဲ့ဘုသူရှေ့မှာဖြစ်ရန်သူအရှိမှတ်ထားပါကျွန်တော်တို့ကြုံရမယ်ရန်သူကိုဖျားကဘယ်တော့မှမဖယ်ဘူးအဲ့ဒီရန်သူရဲ့အရှိမှာပဲကျွန်တော်တို့အတွက်စပွဲကိုခင်းတာဖြစ်ဘယ်သူလာကြည့်ရလဲကြည့်ပြီးတော့မြင်နေတော့ပြီးတော့ပါလို့လိုက်ကျွန်တော်ကောင်းလို့စီနဲ့ဒိန်းနဲ့အဲ့ဒီခေတ်ကမှသိသိပြေးလိုက်ဟုတ်ပြီနော်ရှင်ဝေလာရောက်လာချောလို့ပြင်းကောင်းလို့စီလောင်းနေရှင်ဝေဖြစ်သွားတယ်အခုနဒါဝိရောက်လာကောင်းလို့စီလောင်းနေသိသိပြေးတယ်ပေါ့နော်တရားချင်းမြောက်အခုနကျွန်တော်ရန်သူရှိမှစပွဲလဲထင်လာပြီအကျွန်ုပ်ကောင်းကိုလည်းစီနဲ့လောင်းထားပြီးပြီအကျွန်ုပ်ဖတ်လာတဲ့ရှမ်းလက်ရှိမလောက်မကတော့ရှမ်းကြနေတယ်ကြည်နေတာဘယ်လိုလဲကျွန်တော်တို့ရဲ့ရန်သူရှင်းတယ်နော်ဒါကြောင့်ဖျားသခင်ကအလုပ်လုပ်နေဟာကျွန်တော်တို့ဒီဟာဖယ်ပေးပါဟိုဟာဖယ်ပေးပါမလို့ဘာတခုမှမဖယ်နဲ့ဖျားရှိတဲ့အရာကအလုပ်ရုံလုပ်မယ်ညမောက်တော်လို့ပေါ့ဒါကြောင့်နောက်ဆုံးသူပြောတယ်ကျေးဇူးနဲ့ဂရုဏာတက်လုံးခံစားပြီးတော့ဒါရပါရဲ့အိမ်တော်မှာအစီအစဉ်ကျွန်တော်အိမ်တော်မှာရောက်ဖို့အရန်ရည်ကြီးတယ်အိမ်ကအလုံးစုံလို့အထူးသဖြင့်အဖေရဲ့မျက်မှောက်မှာဘယ်သူမှလာထိလို့ဟုတ်ပြီနော်အခုသဘောပေါက်တယ်နော်ရွတ်တာတော့အချိန်ပေါင်းများဆိုအလွတ်ပါရက်ပြီးချိန်နဲ့တကားထားလို့တော့ရိုးစုံမလို့ရကြောင်းပြန်တော့တချို့ရွတ်လို့ရဟုတ်လားဘယ်ရင်ဖြစ်ဒါပဲကျွန်တော်ပြောတယ်ဒါဝိတ်ကဘိုးကြောင်းနေတာတောင်နဲ့သူ့နှလုံးသားတွေကတကယ်အမြင်နဲ့သူရွတ်တယ်ဘယ်ရင်ဖြစ်ကျွန်တော်တို့မှာအဲ့ဒီ secret ဆိုတဲ့ကျိုးဝဲချက်အရင်ရေးကြည့်ပါနှုတ်ကပတ်တော်နဲ့ကျမ်းစာလုံးဝမတူပါကျမ်းဆိုတာရေးထားတော့စဖြစ်တယ်နှုတ်ကပတ်ဆိုတာဖခင်ကပြောတာအဲ့တော့အခုနဖတ်လိုက်တဲ့စာလံကျမ်းဒါဝိတ်ကဒီလိုရွတ်တယ်သိုးကြောင့်က how become ဘယင်ဖြစ်သွားရတာဖခင်ကလည်းပြောတယ်ကျေးဇူးခံစားနေကဲတင်ရပြီဘယ်သူမှရဲမသွားရခရိယာမှန်ရင်တည်တယ်ဆိုတာမရှိဘူးတည်လုံးတော့လည်းရှင်းလိုက်ဟုတ်ပြီနော်အဲ့ဒါတော်ရုံတန်ရုံကျေးဇူးမဟုတ်ဘူးနော်ဘယ်သူမှလုပ်ယူလို့လုပ်ပြီးလို့မရတဲ့အခြေစုပဲကိုကဖရားကိုယုံနာနဲ့အဲ့ဒီကျေးဇူးခံစားရတယ်ဒါပေမဲ့ဖရားကကိုကိုပြန်ယုံနာနဲ့ပါပြောင်းသွားတယ်ကောင်းကြီးမင်္ဂလာအာဗြဟံမိသားကိုပူဇော်ပါအာဗြဟံပူဇော်ရလားဒီတဲ့ကျွန်တော်တို့မလုပ်ရဘူးအဲ့ဒီလောက်ပြင်းထန်တဲ့ဆော်စားခြင်းဆိုကျွန်တော်လည်းသားတယောက်ပဲရှိသူကပူဆိုတာအသက်ကကြည့်ပြီးနောက်တစ်ခါမရတယ်သူဘယ်လိုလုပ်အဲ့ဒါကိုယုံကြည်ခြင်းတော့ပေါ့သူယုံကြည်တဲ့အတွက်ဖြောင့်မတ်စွာသူလုပ်တယ်ဖခင်က last minute မှာဖြစ်ကဲထုတ်လိုက်
ဖခင်ကဘာဖြစ်သွားအာဗြဟံကိုယုံပါကဘာမှာအကြီးဆုံးဖခင်ဖြစ်သွားလူမျိုးအလုံးရဲ့ဖခင်ဖြစ်သွားဟုတ်ပြီနော်ဆိုတော့ကျွန်တော်တို့ကအခုနဖခင်ကကိုယ့်ကိုယုံဖို့ကိုကနံပါတ်1ဘယ်လောက်တော့မှစက္ကန့်သက်ရှိအဲ့ဒါလည်းစကားပြောအစားတော့ရှောင်းတာပဲအခုနလိုပိန်ချုံပြီးတော့ဟိုလေးဖြစ်သွားဒါအထဲထဲမှာဘာဖြစ်အသီးမရှိအရွက်တင်နေတာဝေစားပြီးတော့ပုပ်ပုပ်ဝါတွေမှာဘာအသီးမှမရှိတဲ့အဆန်ချောင်းတွေမဖြစ်စေအရာကိုအဲ့ဒီအချိန်မှာလေးနဲ့ပို့လို့လေစက်ကပ်ပို့လို့လေအချိန်ဖြစ်ပါတယ်တခင်ခရစ်တော်ကအပေါ်စားသိခဲ့တာမဟုတ်ကျွန်တော်တို့ကတော့အပေါ်စားဝတ်ပြုဖို့ပဲစင်းနဲ့ကျင့်တဲ့နေစားများပါပြီးတဲ့အခါမှာအခုနအထင်းမှာအသီးမရှိဘဲနဲ့အတင်းစုတောင်းမရလာတဲ့အခါပါဖြစ်တယ်တန်တရားဆိုတဲ့အရာကိုပြောင်းသွားဒါကြောင့်အခုနဒီမှာဆရာရွတ်တဲ့အချိန်မနှက်ပြန်အတွက်မစိုးရိမ်နဲ့အပြန်လာဖတ်တာနော်မနှက်ပြန်သိအတွက်ဆိုရင်ဒီကနေ့မကောင်းမသိတာပြတ်တကယ်လို့မနှက်ပြန်ကိုကျွန်တော်တို့စိုးရိမ်နေတာဖြစ်လို့ပညာကိုတန်တရားဖြစ်တာတန်တရားဘူတာဖြစ်ဒါကြောင့်ကျွန်တော်ဆုတောင်းလည်းမရဘူးဘာမဖြစ်ဘာကြောင့်မဖြစ်တာလဲဆိုတော့အမှာအတီးဒါကြောင့်မလို့အထဲကအတီးကပါတင်းသေးချာချာဖေးရပြောဝိညာဉ်ပကတိလို့ခေါ်ပါအရှိမရန်သူတစ်ထောင်ကြောက်စရာမလိုဖျားပေးထားတဲ့လက်နဲ့ဆုံးရှိဟုတ်ပြီနော်သစ္စာဆိုတဲ့ခါပါကပန်းဟုတ်ပြီနော်သစ္စာတိုင်းတော့ကယုံကြည်ခြင်းတန်ခမောက်မရှိဘူးလားခြေအစွတ်မရှိဘူးလားအကုန်လုံးကအကာအကွယ်တွေပဲဘယ်လိုပြန်တိုက်ခိုင်းဒါတို့ချောင်းပေးတယ်ပါနှုတ်ကပတ်တော်ဒါဒီနှုတ်ကပတ်တော်ပြန်တိုက်နိုင်တာဒီဓာပဲဒီဓာကိုပဲဒီရန်သူကချောက်ကြံတဲ့ဟာကကိုအခန့်ကိုကာကွယ်နေရတဲ့ကိစ္စဒါကြောင့်ဒီနှုတ်ကပတ်တော်ကိုနေညမပြဖတ်ရမယ်ဆိုတာဘယ်သူ့ကိုပြောတာကျမ်းစာပဲအကျမ်းနာမည်ကြီးတဲ့လူတယောက်ရှိတယ်ဘယ်သူ့ကိုပြောလိုက်တာယောရှုမဆာမာလေမဖတ်မရုပ်ကမနေပါနဲ့တဲ့ဖတ်ပါလေမောရှေကနေယောရှုတော့အပြောင်းမှာမောရှေတို့ကတိန်ငနန်းယောရှုလက်ထက်မှာလူနှစ်သားဖြစ်သွားပြီခလေးတွေရောမိန်းမအကုန်လုံးကိုကျွေးရမယ်ကျွေးအောင်ပြီးရင်ဒီဂျော်ဒန်ကြီးရဲ့တစ်ဖက်ကူးလိုက်တာနဲ့ခန္ဓာကိုရောက်ဖို့45နိုင်ငံရှိတယ်အဲ့ဒီနိုင်ငံမှာတကယ် professional စစ်သားတွေအပြည့်ရှိတယ်ခန္ဓာဆိုတာနဲ့အသေးသေးလေးကောင်တော့အကြီးကြီးတွေပဲကိုကဘာနဲ့သွားခလေးတွေအကိုဖားတွေဒီဟာကြီးကသက်သားကိုယူပြီးတုံထိုင်သူပါလို့မောရှေနဲ့သူရှင်ကြည့်တယ်မောရှေကဖျားနဲ့စကားပြောခဲ့ရ miracles တွေလုပ်နိုင်တယ်ပင်လယ်ကိုလည်းခွဲနိုင်တယ်ကြောက်ကနေရေထွက်အောင်လည်းတောင်းဝင်းနဲ့တို့တယ်ပြောရှုမင်းပါလေတိုက်ပါလေချောက်အောင်မချောက်တိုက်ဟုတ်တယ်မလားမောရှေလက်ကြွားရင်သူရှုံးတယ်။ဘာနဲ့မောရှေကျုံးဆိုသေးပါပြောရှုပါဆက်ပါအာယူရေးရေးရှိပါနောက်ကပတ်တော့ကိုနေချမ်းမပြတ်ဆင်ပြအောင်နှစ်နေရာပါတယ်နော်စာလံတက်မှာလည်းပါတရားတော်၌ကွင်းပြောရေးတရားတော်ကိုနေညမပြတ်ဆင်ပြအောင်လို့ပါဘာကိုပြောတာကျမ်းစာဖတ်ခိုင်းတာရုပ်ခိုင်းတာအလွတ်ချက်ခိုင်းတာစင်ကျင်ခိုင်းတာ meditation ကိုခေါ်တယ်ကျွန်တော်အဲ့ဒါပြောရင်အများစုကဟာဒါဗုဒ္ဓဘာသာတွေကွာဒါရှင်းတာလေတရားထိုင်တာလေတရားမှတ်တာလေမဟုတ်ဘူးအင်္ဂလိပ်ကိုပြည်တည်ချဖတ်တယ်ထားရမယ်ယူရဒီ meditate ဆိုတာဆင်ခြင်ရမယ်နှလုံးသွင်းရမယ်အခုနဆာလ23ဖတ်သွားရင်ဆာလ23မယ်ကိုကနှလုံးသွင်းလိုက်ဒီဟာကတိုးကြောင်းတဲ့ကောင်ဘယ်လိုလုပ်ပြီးပြင်တက်ဖြစ်သွားတာအားကြောင့်ဖြစ်တာအဲ့ဒီကအဲ့ဒီပြုတ်ွက်တယ်နှလုံးသားထဲမှာရှိနေတဲ့အတွင်းတဲကဘ
ဝိညာဉ်အရန်ရေးကြည့်တယ်ကျွန်တော်တို့အင်္ဂလိပ်လိုဆို body and soul လို့ခေါ်ခန္ဓာနဲ့ဝိညာဉ်လို့ခေါ်တယ်ဒါဆိုတန်ရှင်းသောဝိညာဉ်တော်တန်ရှင်းသောဝိညာဉ်နဲ့ဝိညာဉ်ပေါင်းများဆိုအပြင်မှာရှိတဲ့ external လို့အတွင်းထဲကဝိညာဉ်ကိုယ်တိုင်ကနားမလဲပဲနဲ့တန်ရှင်းသောဝိညာဉ်တော်ကိုဘယ်လိုလုပ်မိတ်တာဖွဲ့အထူးကပြဿနာအဲ့ဒါကိုယ်အထက်ထဲမှာဖြစ်နေတဲ့ဒီစိတ်ဝိညာဉ်ကကိုယ်ဒုက္ခပေးနေတာအပြင်မြင်ရတဲ့တထောင်ကကိုယ်ဒီတော့ကြောက်စရာလို့အထဲထဲမှာရှိတဲ့အဲ့ဒီဒီကောင်တွေကဟိုမှာလုပ်လိုက်ဒီဟာလုပ်လိုက်ဖျားမုန်းကြီးညွန်ရှာတဲ့အရာ9ပါး6ပါးမက9ပါးကိုဒုက္ခပေးနေအပြင်ရန်သူမဟုတ်ဘူးအထဲထဲကတော့ငါနာမြတ်ဟာဟုတ်ပြီနော်အမြဲတမ်းပြောဆိုတတ်တဲ့ရှာသူများအသက်ကိုတတ်ချင်တယ်လက်ဟုတ်ပြီနော်တရားတဲ့နေရာကိုတွားကျင်တဲ့ခြေတော့မကောင်းမှုအမြဲကြံစီတတ်တဲ့နှလုံးသားပြီးရင်သူစကားကိုအတင်းပြောတာပြီးရင်သူတို့များခန့်ရံဖြစ်ဖို့ဂုံးလျှော့တာဒါတွေကဖျားဆက်ဆုပ်ကိုရှာတာဘယ်မှာလဲအပြင်မှာတခုမှမရှိဘူးအဲ့ဒီကောင်ဖြစ်နေတယ်အဲ့တော့အဲ့ဒီအတွင်းကိုမသိပဲနဲ့အတွင်းရဲ့ဝိညာဉ်သဘောကိုကိုနားမလဲပဲနဲ့အာတန်ရှင်သောဝိညာဉ်တော့ဘလို့ဖြစ်ဖြစ်ကိုရဲ့ခွက်ကပြဿနာတစ်ခုကပြည့်နေဖျားဖြစ်လို့နောက်တစ်ခုကဒီခွက်ကမတတ်ရှင်ဖျားဝိညာဉ်တော့ဒါတော့မရနံပါတ်1ကလူများမျက်စိရဲ့ညောင်းကိုမကြည့်နဲ့ကိုမျက်စိနဲ့ထိုးနေတဲ့ကြင်ကိုအရင်ဖယ်ပါဆိုတာအတိကကိုနံပါတ်1မြင်အောင်ရှိပါဒါကြောင့်မလို့ဆရာတချို့ကမနဲ့9နာရီထားပါဘာသာမှမကြောက်ဆိုင်းနေဖြစ်နေတယ်အဲ့ဒီအချိန်မှာကိုယ့်ရဲ့စိတ်လုံးနဲ့ဖျားနဲ့ဝိညာဉ်တော့ဒါကြဆက်သွယ်ပြီးပါအဲ့ဒီဟာကို meditation လို့ခေါ်ပါအဲ့တော့လုပ်ကြည့်ပါဒါကြောင့်ခရစ်တော်ကိုယ်တိုင်လည်းဂေသရှင်မန်ကိုသွားတယ်ဆိုတာတကယ် silent period ကိုယူတယ်အဲ့ဒီအချိန်မှာဆုတောင်းတဲ့အားအဲ့ဒီအချိန်မှာဖတ်တဲ့ဟာအဲ့ဒီအချိန်မှာလူများဆုတောင်းတာနားထောင်တာမဟုတ်ကိုယ်တိုင်ကိုယ်ထဲမှာဘာပြောရမလဲဆိုတဲ့ဟာထွက်လာလိမ့်မယ်ကျွန်တော်ထက်တယ်ကြားတော့မထွက်တော့ဖျားခဲ့ပါတကယ်ခရစ်တော်မှာကတန်ရှင်းသောဝိညာဉ်တော်သွန်သင်လမ်းပြဒီသုံးခုမှထွက်တော့ကျွန်တော်ဘာမှလုပ်လို့မရကျွန်တော်သိသွားမယ်ကျွန်တော်ဒီထဲမှာရှိနေတဲ့ဒီရန်သူတကောင်ကျွန်တော်မနိုင်ခြင်းနဲ့ဒါပေမဲ့ကိုယ်တော်မပါရင်ဒီကောင်ကျွန်တော်ထိလို့မရဝိညာဉ်အတိကိုယ်လုံးထဲမှာအရေးကြီးဆုံးနောက်ဆုံးကာမဂုဏ်ချုပ်ပြီးခြင်းဆိုတဲ့ self control လို့ခေါ်တယ်ဒီစိတ်ကိုသိချင်တာOkay ဒီစိတ်ကမပါဘဲနဲ့ဒီဝိညာဉ်မပါဘဲနဲ့ကြိုက်တဲ့လောက်တောင်းကြိုက်တဲ့လောက်အစာရှောင်ပြီးရင်မဖြစ်ဘူးဆိုတော့ဖျားသခင်ကိုတန်တရားဖြစ်တဲ့စိတ်ကြီးဖြစ်သွားမယ်အရေးကြီးတာနံပါတ်1ကိုယ့်ရဲ့စိတ်ကိုနံပါတ်1မြင်အောင်ကိုယ့်ရဲ့စိတ်ကိုနိုင်အောင်ကိုယ်နောက်ကျောကနေအနာကဓာတ်နဲ့ထိုးနေတဲ့ရန်သူကိုအရင်တတ်ပါခရစ်တော်ဘာပြောလဲစန္ဒဆိုရဲကိုယ့်အလိုကိုရင်းပယ်ပြီးကားတိုင်းထံမြင်ငါနောက်တို့လိုက်ကိုယ်စန္ဒလို့ဆိုအဲ့ဒီကောင်အထေးတွေကနေလှုပ်နေတယ်အထေးတွေကနေဖြစ်လာတယ်လောဘဒေါသအလောအပြင်မှာမရှိဘူးအထေးတွေကနေလှုပ်နေတဲ့ကိစ္စဖြစ်တယ်ဒါကြောင့်မလို့ဒီအရာကိုမဖော်ထုတ်နိုင်တယ်မသိပဲနဲ့မနဲ့စောဆိုင်တဲ့ပြည်ရတဲ့မှာအဲ့ဒီလိုမျိုး meditate မလုပ်ဖ ೇನೆ ဒီဝိညာဉ်ရဲ့ဖောက်ပြန်ခြင်းနဲ့တို့မှမသိနိုင်အရာကြောင့်ကိုလည်းကောင်းပါဒါကြောင့်ခရစ်တော်ကမှားခဲ့တယ်နော်ဩဝါဒစာကြောင့်ဇာတိပဂတိကရပ်ပြလိုက်အခုဝိညာဉ်ပဂတိကိုပြောင်းပြီးအသက်ရှင်ပါအခုမြင်ရတာမှန်တယ်မှာမင်းတို့ကိုယ့်ကိုယ်မြင်ရတယ်လို့မြင်ရတယ်ရှင်းနေတာပဲကိုယ်ပဲဒါနဲ့ထက်ကညာဘက်လက်ကပါတယ်ဘယ်ဘက်လက်ကြီးဖြစ်နေတယ်မှန်တယ်မှာအဲ့ဒါကိုအမှန်ဆိုပြီးကြိုင်ပြီးတော့လှုပ်ထလိုက်တော့ဂိုင်းကနာလေးယူစားတယ်ကိုပွဲထွက်သွားတစ်ချိန်မှာအပြင်ကလူတယောက်ဒီမင်းကိုမြင်ရတယ်လို့မြင်ရလိမ့်မယ်အဲ့ဒါကဝိညာဉ်သဘောပေါက်သွားတဲ့အချိန်မှာကိုယ်ဟာမှားလာမှန်ကိုယ်ဘာဖြစ်နေလဲတော့အဲ့ဒီအချိန်မှာရှင်းရှင်းလင်းလင်းတွေ့တယ်အဲ့ဒါကဝိညာဉ်သဘောဒါကြောင့်မလို့
ဝိညာဉ်သဘောနဲ့လူတွေအသက်ရှင်နိုင်တယ်အခုတည်းကကြိုးစားပါစာလ23ဒါဝိဒ်ရုပ်ခဲ့ရှင်ပြန်ဖြစ်ပါသင်ကိုရုပ်ရည်ရှင်ပြန်ဖြစ်နိုင်ပါဒီဘက်ခေတ်အခါနဲ့ဆိုရင်ချင်းမြတ်တော်သူမဖြစ်နိုင်ဘူးလားဇေယျနဲ့7ခုမြောက်တော့စားတယ်။ဘာကိုမဆာခြင်းအကြောင်း ဒီပေါ် တောင်း လဲ လို့ငါမျိုးကြည့်တယ်။ဘာအောင်မြင်လဲ။ကောင်းငင်နဲ့မြေကြီးကိုခံရင်းတော်ဆိုတော့ကြည်တာတောင်းမြင်တာဖေရဆက်ပြီးတော့ရွတ်ကြည့်။စာလ90ဆက်ပြီးတော့ရွတ်ကြည့်။ဂါထာလို့တော့မရွတ်နဲ့။တချောင်းချင်းစီမှာကိုယ့်ရဲ့ဝိညာဉ်နဲ့တစ်ခါတည်းပြောင်းရွတ်ကိုယ်တိုင်ဒါဝိတ်ခဲ့တဲ့နှလုံးသားပါရဲ့ရွတ်နိုင်တဲ့အချိန်ကိုလည်းတစ်ချိန်မှာချင်းဘယင်မဖြစ်နိုင်ဘူးဆိုတာရှိပြုံးကြည့်ခြင်းမုံရင်းစေတော့ရှိရင်တောင်ကိုပင်နေတဲ့ကြဆိုရင်ရှာဒါနဲ့တကယ်တမ်းဘာဖြစ်နေလဲကျွန်တော်ယုံကြည်ခြင်းမုံရင်းစေမရှိဘူးအထင်လို့ခေါ်တယ် opinion လို့ခေါ်တယ်နောက်က emotional စိတ်ခံစားချက်နဲ့ဒါကြောင့်ကျွန်တော်တို့ဒီအခုပြန်လည်ပြီးအမြဲစကားပြောတာတရားဟောရင်တရားမဟုတ်အခုကျမ်းစာသင်တိုင်းကိုတိကျတယ်ကျမ်းစာသင်တာနှုတ်ကပတ်တော်တွေကဟာတရားဟောတဲ့အခါကိုယ့်ရဲ့ opinion ဆိုအထင်မြင်တွေပါလာတတ်တယ်ကိုယ့်ရဲ့ emotion စိတ်ခံစားချက်တွေပါလာတတ်တယ်ဘယ်တော့မှအဲ့ဒါမျိုးမဖြစ်ရဘူး based on the Bible ဆိုတာအခုကကိုယ့်ရဲ့ဝိညာဉ်တရားရဲ့တန်ရှင်းတော်ဝိညာဉ်တစ်ထပ်တဲ့ကြမှာဒီဟာရဲ့အနဲ့တိတ်ကိုကျွန်တော်တို့ပြောနိုင်ဆိုတာကလုံးပါတာနဲ့ကျွန်တော်တို့မိစ္ဆာ product ဖြစ်အတင်းတော်ကိုယ်ရောအလုံးစုံယူဝါဒကိုယ်မှားရွေးပြီးတော့ချေချော်လက်ချော်ဖြစ်သွားနိုင်တယ်။တော့ဘာတော့ကိုပြောတာမဟုတ်ဘူး။ခရီးပြောတဲ့စကားကိုအရင်တော့က prophet တွေကအဲ့ဒီတိုင်းမပြောတယ်နော်ဘယင်ဖြစ်ဖြစ်ပါဖြစ်ဖြစ်ဘယ်ပြောတယ်ဘာမှမချော်ရဟုတ်ပြီနော်အဲ့တော့ prophet ဒါဆိုရင် apostle လို့ခေါ်တဲ့တမန်တော်တွေကတတိခရစ်တော်တစ်ထပ်သေးပဲအသက်တာကိုထပ်လိုက်ပြီးမှတတိခရစ်တော်ရဲ့အတိုင်းပြောတယ်တတိခရစ်တော်ကိုအသိခံရတာဖြစ်တယ်အဲ့တော့အခုနာလို့ဒီနေ့ရက်ကြီးမှာဆရာကြီးယူဒတ်တာမတော်တဆချေချော်လက်ချော်ရောက်လာတယ်ကျွန်တော်ဒီမှာသူဘယ်လိုဖြစ်ပြီးဘာကြောင့်ဒီဘက်ကိုရောက်လာလဲဆိုတော့သူကိုယ်တိုင်တော့မသိခဲ့ဘူးဒါပေမဲ့ဒီပမာစကားကိုသူတတ်မယ်ဆိုတာနဲ့သူမသိခဲ့အာဘတန်နော်တခြားပါသူရောက်လာပြီးတဲ့အခါနော်ကျွန်တော်တို့အတူချုပ်ပြောရရင်ဘာကြံခဲ့လဲယူဒတ်တန်ချက်နော်အားလုံးလူတစ်ထောင်ချက်ရှာချက်တောင်းတရားလူတစ်ထောင်နဲ့ကြောင်းလိုက်ခဲ့ဒါပဲဘယ်သူနဲ့သွားရှင်လဲဆိုကျွန်တော်ကရင်ကိုတာပြူနဲ့ရှင်မယ်ကိုတာကိုဆယ်နှစ်ပြီးဆရာကြီးကအေးဝင်ကလေးလောက်တာ16ယောက်ပဲပြောင်းနေတယ်ကိုတာပြူတစ်ချက်တည်းဝင်လာတဲ့တရွာလုံးပါလာဘာကြောင့်လဲဆိုတော့နောက်အချိန်ကျမှပြောပြဝိညာဉ်တော်ကအလုပ်လုပ်တာလူလုပ်တယ်လို့ထင်တယ်ဝိညာဉ်တော်ကလုပ်တဲ့အခါဘာပြဿနာတက်လဲဆိုတော့အခုဗမာပြည်မှာလေအခုဗမာဆောင်အဘိဓမ္မာရေးတဲ့ဆရာကြီးတွေအားလုံးဘာပြောလဲထပ်ရေးစရာမလိုတော့ဆရာကြီးယူဒတ်တန်ရေးထားတာဒါမှမဟုတ်ဦးထုံးငင်းတို့ဘာလို့နောက်ထပ်အဘိဓမ္မာတွေဖြစ်အကုန်လုံးဒီ reference အဲ့ဒီအနေနဲ့ယူပြီးထပ်ဖြည့်ထားတဲ့ခါလေးပဲဖြစ်ပါတယ်ဒါကြောင့်ဒီဆရာကြီးရဲ့နေ့ကျွန်တော်တို့ပေါ့ဖြစ်တော့ဝတ်ပြုလို့မရဘူးကျွန်တော်တို့ကဲတင်ခြင်းကျွန်တော်တို့ထာဝရအသက်နဲ့ဆက်ဆက်နေတဲ့ကျေးဇူးရှင်တရားဖြစ်ပါတယ်အခုကကျွန်တော်ဆက်ဆက်ခြင်းအင်္ဂလိပ်ကိုကျွန်တော်ဘယ်လောက်ရွရွဘယ်သူမှနားမလဲဘယ်လိုမှကဲတင်ခြင်းမရနိုင်ဘူးအခုနားလို့နားလည်ပြီးရွတ်လဲစာလံ23ကိုအဲ့ဒီလိုရွတ်နေလဲဘယ်တော့မှတိုးကြောင်းတော့မှာလို့ရအောင်ဖြစ်အကြောင်းဒီကနေ့ကျွန်တော်အနေနဲ့ဝင်လာတဲ့အတိပညာအတိတရားဆိုတာကျွန်တော်ရဲ့ဘဝအထဲထဲမှာကျွန်တော်ထိတ်တိုက်ကြုံခဲ့ရလို့ကျွန်တော်နားလည်ခဲ့ရလို့ဝင်လာခြင်းဖြစ်ပါတယ်နော်တယောက်စီတော့ပြန်ပြန်ပြပါမယ်